ကျွန်တော်တို့22ရက်နေ့မှာဗုဒ္ဓဂါယာနေရာတချို့ပြည်ကိုစထွက်နေပါပြီရာတချို့ပြည်မှာဘာလို့ရှိလဲဆိုရင်တော့ဗိမိတာရမင်းကြီးရဲ့ဗန္ဒာတိုက်အာတောကမင်းရဲ့ဒီရေကမောင်း8000 4000ရေကမောင်း8000 4000ရေရင်းမောင်း8000 4000လူတဲ့ဒီမှာထပ်နာတဲ့တက်တော်တိုက်တွေရှိပါတယ်နောက်တစ်ခါဗိမိတာရမင်းကြီးကိုထောင်တွင်းသားတော်ကနေထောင်တွင်းအချင်းချပြီးတော့ခြေပေါ်ကဓာခွဲပြီးစားနေတိတ်တဲ့နေရာတွေနောက်ထပ်မြတ်စွာဘုရားရှင်တရင်သုံးတော်လေးဂိတ်စကုတ်တောင်လို့ရှိပါတယ်ဂိတ်စကုတ်တောင်ကတော့နောက်ပိုင်းနေမှာပါမှာပေါ့အခုပိုင်းနေကတော့ပါမှာမဟုတ်သေးဘူးခင်ဗျအဲ့ဒါလေးလည်းနောက်ပိုင်းနေဆက်လက်ကြည့်ရှုပေးပါကျွန်တော်ဆက်လက်ပြီးတော့တင်ပေးပါမယ်ဟာဒါရာသူချိုးသွားတဲ့ပြည်ကိုသွားတဲ့လမ်းမှာပဲရှိပါသေးတယ်ခင်ဗျရာသူချိုးမရောက်သေးပါဘူးဗုဒ္ဓဂါယာကိုသွားမယ်ဆိုရင်တော့ကျွန်တော်တို့ကားတွေပဲတနေ့ကုန်တနေ့ကန်စီးနေရတာပါတရက်ကို4 နာရီ 5 နာရီလောက်ကိုစီးနေရပါတယ်နည်းနည်းတော့ပင်ပန်းပါတယ်ခင်ဗျာကျွန်တော်တို့ဗုဒ္ဓဂါယာလာမယ်ဆိုရင်တော့ကာကြီး3လုံးကိုမုန်းနေတယ်ခင်ဗျာကာကြီး3လုံးကတော့ကားရဲ့ကလားရဲ့ကြက်ရဲ့ကြက်သားပဲစားနေရပါတယ်ကလားတွေကလည်းအများကြီးတွေ့ရတယ်နေရာတိုင်းမှာလည်းကလားတွေရရှိတာပါကားကြိုင်နေတိုင်းစီးနေရလို့အဲအကြောင်းကားရဲ့ကလားရဲ့ကြက်ရဲ့ကားကြီး3လုံးကိုအရန်မုန်းနေကြပါတယ်တဲ့အဲ့ဘက်ပြန်ကြွေအောင်ပါဒီဘက်မှာတွေ့ရတဲ့ဒါတောင်ကျော်ကြီးပေါ့လေနော်ကြောက်တောင်ကျော်ကြီးကဘုရားလက်ထက်ကဖြစ်ပေါ်ခဲ့တဲ့တောင်5 လုံးကခုရာဇဂျိုးဆိုတဲ့အတိုင်းပဲအဲ့ဒါဝေဘုံလာတောင်ဝေဘာရတောင်ဂိစကုတ်တောင်ဣတိဂိလိတောင်ပန္နဝတောင်တောင်5 လုံးရှိတဲ့ရာဇဂျိုးဆိုတာဒီနေရာစပြီအဲ့မှာတောင်ကြီးတွေအင်မတန်မြင့်မားတယ်ပေါ့လေတောင်တွေပတ်ရန်ဝိုင်းနေတဲ့မြို့ရာဇဂီရီအခုလက်ရှိခေါ်တာရာဇဂီရီလို့ခေါ်တယ်ဦးဇင်းတို့ဘုရားဝင်စာပေရလာတဲ့နာမည်ကိုပြောပါဆိုရင်ရာဇဂျိုးလို့ပြောတယ်အဲ့တော့ရာဇဂျိုးကိုမင်းနေပြီးမင်းနေအနေနဲ့နန်းတော်3 စကားအရရာဇဂဟလို့လည်းအဓိပ္ပာယ်ကောက်ယူလို့ရတယ်တဲ့ရာဇဆိုတာမင်းနေဂဟဆိုတာအိမ်မင်းနေများစွာနေသွားတဲ့အိမ်တစ်ဖွဲမင်းစပေါင်းများစွာတိုင်းပြည်အုပ်ချုပ်မင်းလုပ်သွားတဲ့ရာဇဂျိုးပြည်လို့ဒါဒီနေရာကနေစပြီးပေါ့လေနော်ဒီတောင်ကျော်ကြီးအတိုင်းတောင်ကြီးကနေကပ်ပြီးတော့ရှေ့မှာဆိုလို့ရှိရင်အဲ့ဒီတောင်ကျော်ကိုဖြတ်ကျော်ပြီးတော့ဦးဇင်းတို့အတွင်းကိုဝင်มาဖြစ်ပါတယ်ဒါကရာဇဂျိုးရဲ့မြို့ပြင်ဖြစ်တဲ့နေရာခဏနေကြရင်ရှေ့ဆိုလို့ရှိရင်အဲ့ဒါတောင်ကျော်ကြီးကိုဖောက်ပြီးတော့အတွင်းကိုရာဇဂျိုးမြို့ထဲကိုဝင်มาဖြစ်တယ်ရာဇဂျိုးမြို့ထဲမှာရာဇဂျိုးမြို့တောင်ကျော်ကိုဖောက်ပြီးဝင်တဲ့အခါမှာဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာရှေးရေကင်းတုံးကလှုပ်ထားကြတဲ့နန်းမြို့ရိုးဆိုတဲ့မြို့ရိုးကြီးတွေတွေ့ရလိမ့်မယ်ပေါ့ကြောက်တွေနဲ့ပြန်လဲစီပြီးတော့တေချာကြနာနာလှုပ်ထားတဲ့မြို့ကာယံထားတဲ့တိုင်းကြီးတွေတွေ့ရပါလိမ့်မယ်ဒါရာဇဂျိုးဧရိယာစပါပြီမြန်မာပြည်နေထားနဲ့ကြည့်မယ်ဆိုနေပြည်တော်နဲ့ဆင်းတယ်လို့ပြောနေပြည်တော်ဟာလည်းပဲဘေးပတ်ဝန်းကျင်မှာတောင်တွေများစွာကာယံထားတဲ့နေရာဒေသတစ်ခုဖြစ်တဲ့အတွက်ကြောင့်နေပြည်တော်နဲ့တူတယ်လို့ဒါမျိုးယူဆလို့ရတာမှာသူတို့ကိုးကွယ်တဲ့နတ်ဖျားရုပ်ထုကြီးရှိတယ်အဲ့ဒီနတ်ဖျားရုပ်ထုကြီးကိုဦးဇင်းတို့ရန်ကုန်အဝင်မှာရှိတဲ့ဘိုးဘိုးကြီးလိုပဲသူတို့ကားတွေသွားလို့ရှိရင်ဥတက်ရတယ်ဒီမှာလည်းပဲကားတွေအဲ့ဒီမျိုးရိုးဖြတ်ပြီးဆိုတာနဲ့အကျူစီးတွေနဲ့လှမ်းပြီးတော့ပူဇော်ကြတာတွေရှိတယ်
အဝင်မှာဆိုရင်လမ်းရဲ့ဘယ်ဘက်မှာရှိတယ်တောင်လေးရတော့စာနေပြီးရာဇချိုပြေဝင်တော့မှာပါခင်ဗျာဒီနီးလာလေးလေးတောင်ဟိုရာဇချိုမျိုးနဲ့နီးလာလေးလေးတောင်လေးရလဲတအားမြင့်လာလေးလေးပေါ်မှာမြူတွေကလည်းဆိုင်တောင်ကြီးတွေကလည်းအမြင့်ကြီးဖြစ်ပါတယ်ခင်ဗျာခုနကကျွန်တော်ပြောသလိုဟိုကာကြီးသုံးလုံးဖြင့်ပါစောက်သုံးလုံးကိုလည်းဂယူဆိုင်ရပါတယ်ခင်ဗျာကာကြီးသုံးလုံးကတော့မုံတာပေါ့ပါစောက်သုံးလုံးကတော့ဂယူဆိုင်ရတာပါခင်ဗျာပိုက်ဆိုင်ရဲ့ပလိတ်ရဲ့ passport ရဲ့ကိုကျွန်တော်တို့ဂယူဆိုင်ရပါတယ်အဲ့ဒါတော့ဒီလမ်းပြတဲ့ဦးစင်ရနေမှာပြောပြထားတာပါခင်ဗျာပိုက်ဆိုင်ကလည်းနေရာတိုင်းမှာထုတ်လို့မရပါဘူးသူတို့တွေကလည်းတောင်းတဲ့သူကလည်းအရန်ပေါ်ပါတယ်အဲ့ဒါကြောင့်မလို့ပစံအိတ်ဆိုလည်းအဲ့လိုမျိုးပစံလေးဆိုလည်းအများကြီးခိုင်သွားလို့မကောင်းပါဘူးpassport နောက်တဲ့ပါတော့တော့ passport နော် passport ပါလေကိုယ်နဲ့မကွာတေချာတိတ်ဆောင်းလျှော့ပါပါလေရောက်လို့မဖြစ်ပါဘူးနောက်တစ်ခုက plate ပေါ့သူတို့စီမှာနိုင်ငံမှာဟိုဖြစ်တဲ့အတွက်ကိုကဧည့်သည်ဖြစ်တဲ့အတွက် plate ဆိုတော့ plate ကိုလည်း queue ဆိုင်ရပါတယ် plate ဆိုတာရဲကိုပြောတာပါဒါအခုကျွန်တော်တို့ရာဇဂျုံမျိုးတွေကိုစရောက်ပါတော့မယ်ခင်ဗျာရာဇဂျုံမျိုးပေါ့ရောက်ပါတော့မယ်အဲ့ဒါကြောင့်ကားတွေနည်းနည်းရှုံနေတာပါကျန်တဲ့ဟာတွေကိုနောက်ပိုင်းမှာဆက်တင်ပေးပါမယ်။လက်ဖေးတောင်းကြ။တော့မိနစ်များသွားတဲ့အတွက်ဒီခွက်ကလေးနဲ့ဒီမှာပဲတောင်းခဏရှင်းလိုက်ပါမယ်။နောက်တစ်ပိုင်းမှာဆက်တင်ပေးပါမယ်ခင်ဗျာ။ရာဇဂျုံမဟုတ်ဘူးပေါ့ဗျာ။ရာဇဂျုံစဝင်ပြီပေါ့။စစ်သားရဲ့ကားရဲ့ညာဘက်မှာမြင်ရတဲ့မြို့ရိုးလို့ခေါ်တယ်အဲ့မှာကားရဲ့ညာဘက်ဘက်မှာကြောက်တစီထားတဲ့မြို့ရိုးကြီးလို့နားလည်ရမှာဖြစ်တယ်တချင်တော့ကဘယ်လောက်ကြီးကျယ်ခမ်းနားခဲ့တယ်လဲဆိုတာဘုဒ္ဓဝင်လေးလာရုံနဲ့အားလုံးဟာပူဇော်ပြီးပတ်တော်ပြီးဒါသူတို့ရဲ့နတ်ဖျားပေါ့အဲဒီကြုံမျိုးတွေဝင်လာပြီပေါ့ဘယ်တောင်ကတော့ဘာတောင်မှလို့ပြောလို့မရတော့တဲ့ပထဝီနေထားကိုနားလည်ရမှာဖြစ်တယ်အဲဒီလိုဘုဒ္ဓဝင်လာရှိတဲ့တောင်ငါးလုံးရဲ့နာမည်ကတော့ဝေပုံလာတောင်ဝေဘာရတောင်ဒေစကုတ်တောင်ဣတိကိရိတောင်ဗန္ဒဝတောင်အဲငါးလုံးကိုတော့နားမှတ်သားရမှာဖြစ်တယ်တောင်ငါးလုံးကခုရာဇဂျိုးဆိုပြီးတော့စတင်ဝင်ရောက်လာပါပြီ